အားလုံးပဲမင်္ဂလာပါကျွန်တော်ကိုလင်းအောင် channel လေးရနဲ့ကျွန်တော်ရဲ့မိတ်ဆွေအကူအမတွေအားလုံးကိုပြန်လည်ပြီးတော့နှွေးထွေးစွာကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်ကိုအမြဲတမ်းစောင့်မျှော်အားပေးနေကြတဲ့မိတ်ဆွေအကူအမတွေအားလုံးကိုအခုမှတွေ့လို့အခုမှဝင်ရောက်အားပေးကြတဲ့လူသစ်မိတ်ဆွေအကူအမတွေအားလုံးကိုတဦးတယောက်မှချမ်းအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေစိတ်တော်တိုင်းကိုပါလို့လူရင်ဆန္ဒတွေတလုံးတော့ဝကြီးပြည့်စုံနိုင်ပါစေမင်္ဂလာရှိသောနေ့ရက်လေးကံကောင်းသောနေ့ရက်လေးထာဝရပိုင်ဆိုင်နိုင်ကြပါစေလို့ကျွန်တော်ပုံလေးအောင် channel လေးရနဲ့ဥစွာပထမဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါဗျာနော်မင်္ဂလာရှိသောညချမ်းလေးပါကျွန်တော်ရဲ့မိတ်ဆွေကုံမတွေအားလုံးပဲဒီဗီဒီယိုဖိုင်လေးကတော့တောက်ကြနေလေးမှာအစားရမယ်ဝမ်းချိန်မင်းဟောဘက်လေးကိုလာရောက်မြောက်ပြီးတဲ့ဗီဒီယိုဖိုင်လေးဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေအကောင်မတွေအားလုံးကဗီဒီယိုဖိုင်လေးကိုအစားကနေအဆုံးဒေချာလေးကြည့်ပေးပါ channel ကို subscribe မနှိပ်ရသေးတဲ့လူတဲ့အကောင်မတွေအားလုံးကလည်း channel လေးကို subscribe လေးတွေပြီးတော့ပြီးကြပါဗျာနော် like လမလေးလည်းတရားချက်နေပြီးတော့အားပေးတော့ကြပါဦးမိတ်ဆွေအကောင်မတွေအားလုံးပဲအားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ရဲ့မိတ်ဆွေအကောင်မတွေအားလုံးပဲကြာသာပေးနေမှာတော့ကျွန်တော်ညနေတိုင်းမှာ3:05ဆိုတော့ဒီလိုက်ကမိတ်ဆွေအကောင်မတွေအားလုံးကတော့1ချိန်ထဲကြာတော့ပါတယ်เนาะကျွန်တော်ပတ်သီးလေးနဲ့ပဲရှင်းနေကြပါပြီးတော့အခွက်ကိုကြိုဝင်ပြီးတော့ကစားကြတဲ့အကောင်မတွေအားလုံးကလည်းကြာပြီးတောက်ကြလက်ဆောင်ပတ်သီးလေးထပ်ပြီးတော့အောင်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေအကောင်မတွေအားလုံးကလည်းဒါเนาะပတ်သီးလေးမှာဘလောက်ပိုးလေးတွေကြားကြတယ်ဘလောက်ပိုးလေးတွေပေါက်ကြဆိုတော့လေဒါ comment မှာလေဒါပေါက်ကြီးလေးတွေမှန်သွားပြီလို့ရပါတယ်ပြီးတော့အဖွဲ့ဝင်တွေကျွန်တော်ကောင်မတွေအားလုံးပဲเนาะတောက်ကြနေအတွက်လက်ဆောင်လိုချင်သေးရဆိုတဲ့အကောင်မတွေအားလုံးကအဖက်ကိုကြိုပြီးတော့ဝင်ကြပါဗျာเนาะဒါဝင်ပြီးသားလူတွေကတော့ဝင်စရာမလိုပါဘူးဒါတောက်ကြနေတော့လေကျွန်တော်လက်ဆောင်ထပ်ပြီးတော့ပို့ပြီးပါပါเนาะဒါအဖွဲ့ဝင်တွေရောက်ကစားမဲ့အကောင်မတွေအားလုံးနဲ့တောက်ကြနေအတွက်လက်ဆောင်လိုချင်တဲ့เนาะမိတ်ဆွေအကောင်မတွေအားလုံးကအဖက်ကိုကြိုပြီးတော့ဝင်ကြပါကျွန်တော်ရဲ့ကောင်မတွေအားလုံးကတောက်ကြနေမှမကစားခြင်းဘူးဒါနောက်တစ်ပတ်အတွက်ကျွန်တော်တို့3ရက်အတွင်းစိန်ခေါ်စာတို့ပတ်တီတစ်လုံးနဲ့မိနစ်ခွဲ2ခွက်ကိုပဲကစားခြင်းနဲ့ဆိုတဲ့အကောင်မတွေအားလုံးပါပဲစနေတနင်္ဂနွေတနင်္လာနေ့เนาะနောက်တစ်ပတ်တနင်္လာနေ့7နာရီထိအဖွဲ့ဝင်လက်ခံပေးထားပါတယ်အခုကြိုက်နေတဲ့ချိန်ကိုဝင်နိုင်ပါတယ်ဗျာเนาะဒါတောက်ကြနေအတွက်လက်ဆောင်လုပ်ခြင်းเนาะဖွဲ့ကိုကြိုပြီးတော့ဝင်ပါเนาะဒါနောက်တစ်ပတ်စာအတွက်ပါအပြီးဖြစ်ပါတယ်ဒါဖွဲ့ဝင်ကြီးကတော့1000ခွဲချက်ဖြစ်ပါတယ်လူသစ်အကောင်အမတွေအားလုံးကเนาะကျွန်တော်နောက်တစ်ပတ်အတွက်မှာ3ရက်အတွင်းစိန်ခေါ်စာတို့ဖတ်တိတစ်လုံးနဲ့မိန်တင်ကွက်2ခွက်ကိုထီထီမီမီလေးနဲ့ကစားနိုင်နေဆိုမှအဖွဲ့ကိုဝင်ပြီးတော့ကစားကြပါပြီးတော့ယုံကြည်မှုအပြည့်ရှိမှလည်းလက်တွဲပြီးတော့ကစားကြပါเนาะလူသစ်အကောင်အမတွေအားလုံးပဲဗျာเนาะလူအောင်ကောင်အမတွေအားလုံးကတော့ထွေထူးတော့ပြောကြမလို့ပါဘူးတီးပြီးသားဖြစ်ပါတယ်เนาะအခုမှဝင်ပြီးတော့ကစားမဲ့လူတဲ့အကောင်အမတွေအားလုံးပဲเนาะဒါယုံကြည်မှုအပြည့်ရှိမှဝင်မှာနောက်တစ်ပတ်မှာကစားမဲ့เนาะကျွန်တော်3ရက်အတွင်းစာရိုးပတ်တီတစ်လုံးနဲ့ main day ကွက်2ကွက်ကိုထီထီမီမီလေးနဲ့ကစားနိုင်နေဆိုမှလူတဲ့အကောင်မတွေအားလုံးကအဖွဲကိုဝင်ပြီးတော့ကစားကြပါအားလုံးကကျွန်တော်ရဲ့နေတဲ့ကအကောင်မတွေအားလုံးတက်လေဒါတောက်ကြနေလေးမှလေပတ်တီလေးတွေမင်းဟောဝက်လေးတွေထပ်မှန်ပြီးတော့အစင်ပြေအောင်ကျွန်တော်အကောင်းဆုံးထပ်မှန်ပြီးတော့ကြိုးစားပေးထားပါတယ်ဒီလိုကမိတ်ဆွေအကောင်မတွေအားလုံးပဲဒါတောက်ကြနေမှာကျွန်တော်တပတ်စာရွှေကြီးခေါ်နဲ့3ညာကြီးကတော့မေ့လို့မရပါဘူးเนาะဒါတရားရခိုင်တော့စင်ဖို့ရပါတယ်တောက်ကြနေမှာဒါမနဲ့ကြမလားညနေကြမလားတော့ကျွန်တော်လည်းမမှန်တတ်ဘူးเนาะအဲ့တော့ကြောင့်ဒီတက်ကမိတ်ဆွေကောင်မရအောင်မယ်ခေါ်နဲ့3ညာကြီးကတော့တောက်ကြနေတဲ့နေ့ကောင်မှာတရားရခိုင်တော့စင်ဖို့ရပါတယ်ကျွန်တော်ရဲ့နေတဲ့ကမိတ်ဆွေကောင်မတွေအားလုံးကပုံမှာဝမ်းချင်းလေးတွေလုံးမိုင်းလေးတွေရှိနေเนาะခေါ်နဲ့3ညာကြီးနဲ့လည်းကပ်ပြီးတော့ကစားလို့ရပါတယ်ကျွန်တော်ပြီးရဲ့ main word တွေကိုလည်းကြိုင်နဲ့တက်ရင်ယူပြီးတော့ကစားကြပါဒါအားဆိုရင်ကျွန်တော်ရဲ့နေတဲ့ကကောင်မတွေအားလုံးတို့1ချိန် main word လေးကြီးခေါ်ပေးပါမယ်10ရက်9လ2026တောက်ကြနေမနက်ညမှာကစားရမယ့်1ချိန်ပတ်တီဟာ9-3ညာ1ချိန်ပတ်တီဖြစ်ပါတယ်9ကိုကြိုက်တဲ့မိတ်ဆွေအကောင်မတွေအားလုံးက9ကိုပတ်လို့ရပါတယ်3ညကိုကြိုက်တဲ့မိတ်ဆွေကောင်မတွေအားလုံးက3ညကိုပတ်လို့ရပါတယ်9နဲ့ပတ်သက်လို့တင်ထိုးရမယ့်မိန်ဟော၄ခွက်
ဖြစ်ပါတယ်တုံညာနဲ့ပတ်သက်လို့တင်ထိုးရမယ့်မယော၄ခွက်3ည1 3ည2 3ည4 3ည6ဖြစ်ပါတယ်တောက်ကြနေတနေ့ကုန်မှာကျွန်တော်အကြိုက်ဆုံးမယော2ခွက်9 1နဲ့3ည6ဖြစ်ပါတယ်ဒါလေးကမိတ်ဆွေအကူမတွေအားလုံးကအကြိုက်ချင်းတူရင်ယူပြီးတော့ကစားလို့ရပါတယ်ခဏန်းကိုတော့အားပြီးတော့ထိုးကြပါရနော်ခဏန်းလေးတွေနောက်တစ်ခေါက်ပြန်ခေါ်ပြပါမယ်ဗျာနော်တောက်ကြနေမနှက်ညမှာကစားရမယ်1ချိန်ပတိယ9 3ည1ချိန်ပတိဖြစ်ပါတယ်9ကိုကြိုက်တဲ့မိတ်ဆွေအကူမတွေအားလုံးက9ကိုပတ်လို့ရပါတယ်3ညကိုကြိုက်တဲ့မိတ်ဆွေအကူမတွေအားလုံးက3ညကိုပတ်လို့ရပါတယ်9နဲ့ပတ်သက်လို့တင်ထိုးရမယ့်မင်းရော4ခွက်9 1 9 2 5 4 5 6ဖြစ်ပါတယ်3ညနဲ့ပတ်သက်လို့တင်ထိုးရမယ့်မင်းရော4ခွက်3ည1 3ည2 3ည4 3ည6ဖြစ်ပါတယ်တောက်ကြနေတနေ့ကုန်မှာကျွန်တော်အကြိုက်ဆုံးမင်းရော2ခွက်9 1နဲ့3ည6ဖြစ်ပါတယ်เนาะဒါလေးကအကုန်မတွေအားလုံးနဲ့ခဏန်းကိုအားပြီးတော့ထိုးကြပါဗျာเนาะပြီးတော့ဒါတောက်ကြနေတနေ့ကုန်သာဖြစ်တဲ့အတွက်မနက်ပိုင်းမှာမယောဘပဲကြပတ်တီးပဲကြညနေတိုင်းမှာအဲ့ဒီတိုင်းပဲကစားကြပါပြီးတော့နေ့တိုင်းကအကုန်မတွေအားလုံးနဲ့9 3ညကီကိုလည်းမမေ့ပါနဲ့เนาะဟိုကဝမ်းချင်းလေးတွေလုံးမိုင်းလေးရှာတတ်တဲ့ဆိုတော့မိတ်ဆွေကောင်မတွေအားလုံးကလည်း9 3ညကီလေးနဲ့လည်းတက်ပြီးတော့ကစားလို့ရပါတယ်ဗျာเนาะဒါကျွန်တော်ပြည့်ရဲ့မယောဘက်တွေကိုလည်းချက်နေတဲ့တော့ယူပြီးတော့ကစားနိုင်ပါတယ်အားလုံးပဲဒါကျွန်တော်ရဲ့မိတ်ဆွေအကူမတွေအားလုံးပဲတောက်ကြနေလေးမှလည်းဒါကျွန်တော်ကိုလင်းပြီးတော့ကဏ္ဍလေးတွေနဲ့ကန်ဆက်ပြီးတော့ထပ်ပြီးတော့ပေါက်ကြပါစေရကြပါစေမင်္ဂလာရှိရဲ့နေ့ရက်ကလေးကြီးကံကောင်းတဲ့နေ့ရက်ကလေးကြီးထာဝရပိုင်ဆိုင်နိုင်ကြပါစေစီးပွားဥစ္စာယတနာများလည်းဒီရေအလားတိုးပွားကြပါစေလို့ကျွန်တော်ကိုလင်းအောင် channel လေးရနဲ့ကျွန်တော်ရဲ့အကူမတွေအားလုံးကိုစုမုံကောင်းလေးတောင်းပေးလိုက်ပါတယ်ဗျာအားလုံးပဲနိုင်နိုင်ပါအားလုံးပဲတက်တာပါဗျာ